ဒီကတော့ဒီဂျာဒီပြင်းထန်မှုကလူတွေရဲ့လက်ချက်လူတွေက heat stroke နဲ့ရိုးရိုးမောတာပေါ့နော်ပင်ပန်းတာပေါ့ဒီပင်ပန်းလို့မောတယ်ပေါ့နော်အဲ့နှစ်ခုကိုတော်ရုံတိတ်ပြီးမကွဲပြားကြဘူးပေါ့နော်ဟုတ်ကဲ့လူတွေကမှားနေတာတခုပဲရှိတယ်ရေဓာတ်ကိုဖြည့်တဲ့နေရာမှာဓာတ်စားရည်နဲ့ဖြည့်မှရတယ်နော်ဒီအချိုရည်တွေကဓာတ်စားမပါဘူးချိုးပဲချိုးတာနော်အဲ့တော့အားဖြည့်အချိုရည်ဆိုတာတွေကအလုံးမဖြစ်ဘူးဟုတ်ကဲ့အဲ့ဒါကိုသတိထားဖို့ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင် Europe မြန်မာရဲ့ YouTube အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ဒီနေ့အစီအစဉ်မှာ moderator အနေနဲ့ဆောင်ရွက်ပေးသွားမယ့်မချူမြတ်နိုပဲဖြစ်ပါတယ်ရှင်ဒီနေ့အစီအစဉ်မှာကတော့ဒီ Europe မြန်မာနဲ့လေနူအေရိုကနေပြီးတော့ပူးပေါင်းပြီးတော့အခုဒီဖြစ်ပေါ်နေရပေါ့နော်အရင်ပြင်းထန်လို့တဲ့အပူချိန်အကြောင်းကို podcast လေးတစ်ခုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့ podcast လေးမှာတော့ဒီပြင်းတဲ့အပူချိန်ကြားမှာဘာတွေလုပ်ရမလဲဘာတွေဆောင်ရမလဲပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘာတွေဂရုစိုက်ရမလဲဆိုတာလေးကိုအဓိကဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာတွေကိုတေချာလေးဆွေးနွေးပေးဖို့အတွက်ပေါ့နော်ဒီကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေမှာနှစ်ပေါင်း90ကျော်ဒီတာဝန်ထမ်းဆောင်ပေးခဲ့တဲ့ပေါ့နော်ဆရာကြီးဒေါက်တာခင်မောင်လင်းကိုအထူးပဲဖိတ်ခေါ်ထားပါတယ်ရှင်ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ပါရှင်ဒီနေ့ဒီအစီအစဉ်လေးကိုလက်ခံပေးပြီးတော့ဒီတမောင်းနဲ့တူတူပေါ့နော် podcast လေးမှာပါဝင်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဝန်တာပါတယ်ဒီအစီအစဉ်မှာပါဟုတ်ကဲ့ပါရှင်ဟုတ်ဆိုတော့ပေါ့နော်ဒီနေ့အတွက်ပေါ့ပထမဆုံးမေးခွန်းလေးအနေနဲ့ပေါ့နော်ဒီပိန်ဘက်ကနေပြောစပြီးမေးချင်တယ်ရှင်ဟုတ်အခုပေါ့နော်ဒီတစ်နှစ်နဲ့တစ်နှစ်ပေါ့နော်အပူချိန်တွေကပိုပြီးတိုးလာတာလည်းခံစားရတယ်ဒီအပြင်မှာလည်းလက်တွေ့လည်းကြုံရတယ်ပေါ့နော်ဒီအဲ့လိုမျိုးအပူချိန်မြင့်တက်လာတဲ့အပေါ်မှာပေါ့ဆရာကြီးရဲ့အမြင်လေးပေါ့နော်ဘယ်လိုကြောင့်ဖြစ်လာလဲဆိုတာလေးတစ်ချက်လောက်လေးပြပြပေးပါအောင်ရှင့်အဓိကတော့ဒီဂျာဒီပြင်းထန်မှုကလူတွေရဲ့လက်ချက်ပေါ့ဟုတ်ကဲ့ရှင့်လူတွေလက်ချက်ဆိုတာဒီကနေ့လူတွေမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်400ရဲ့စပြီးတော့ဟုတ်ကဲ့ဘာကြီးကိုရသမျှအကုန်ထုတ်ယူလိုက်တဲ့အခါမှာအခုကျတော့ကဘာကြီးကဒီအလွန်အာနိသင်လည်းဖြစ်လာတယ်နောက်တစ်ခါကြည့်လိုက်တော့မြေပြင်ပေါ်မှာဘူတန်တွေကိုစုပ်ထားနိုင်တဲ့သဘာဝပတ်ဝန်းကျင်တစ်ပင်စသဖြင့်ဒါတွေကရောပါသွားတယ်။ဒါပြင်ကိုတခါမြို့ပြတွေတိုးချဲ့လာတဲ့အခါကျတော့မြို့ပြရဲ့အပူဟုတ်ကဲ့မြို့ပြရဲ့အပူဓာတ်ကလည်းတဖြည်းဖြည်းပူပြီးတော့တိုးလာတယ်။အဲ့ဒီပေါင်းလိုက်တဲ့အခါကျတော့လူတွေမှာဒီအပူတွေပြီးတာပေါ့လေ။ဟုတ်ကဲ့ရှင်ဟုတ်။အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒီကဘာကြီးတစ်ခုလုံးမှာပြောင်းလဲနေတဲ့ရာသီဥတုပုံစံတွေရှိနေတယ်ဒီပုံစံတွေရင်တော့မသိဘူးအယ်နီနိုလာနီညာတို့အဲ့ဒါကြီးရှိတယ်ဒီလိုအပြောင်းလဲတွေရှိလာတဲ့အချိန်မှာသူမထင်မှတ်တဲ့နေရာမှာမထင်မှတ်တာကြီးဖြစ်လာတယ်အဲ့ထဲမှာအပူများတာရှိတယ်တောမီလောင်တာရှိတယ်အခုကျနှင်းနေကြတဲ့နေရာမှာနှင်းနေများကြီးဟုတ်ကဲ့ရှင်ဟုတ်အစွန်းနေများလာတာပေါ့နော်ဆရာတို့အနေနဲ့ဒါကိုသိထားရင်ဒါတွေဘယ်လိုကာကွယ်သင့်လဲဒီလိုတန်တွေကိုဘယ်လိုစောင့်ရှောက်မှုလဲပေါ့နော်ဒါတွေကိုသိနေဟုတ်ကဲ့ပါဆရာကြီးရှင်ဟုတ်အဲ့ဒါကတော့တကယ်မှန်တယ်ပေါ့နော်ဒီဖန်လုံရာနေတင်ကြောင့်ဒီအိုဇုံးလာတွေပျက်စီးတာတွေရောပေါ့နော်ကဘာကြီးပူလာတာရေခဲတောင်တွေရေပြောတာတွေအများဆုံးပဲဖြစ်လာကြရဲပေါ့နော်ဟုတ်ပြီးတဲ့အခါကျတော့ပေါ့ဒီသမီးတို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်ပေါ့နော်အခုဒီရန်ကုန်ဆိုရင်လည်းအရန်ပူတဲ့မြို့တစ်မြို့ထဲမှာပါလာရပေါ့အဲ့ဒီချိန်တွေမှာအလုတ်သွားနေရတဲ့သူတွေရုံးသွားနေရတဲ့သူတွေပေါ့နော်ပြီးတဲ့အခါကျတော့ဒီနေဘူးကျောင်းတော်မှာအလုတ်လုပ်နေရတဲ့ဒီလက်သမားလူတွေရှိမယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီဈေးတဲ့မျိုးတွေရှိမယ်ပေါ့သူတို့တွေနဲ့ဆိုရင်ပေါ့နော်ဒီအပူချိန်ကိုပေါ့ဘယ်လိုမျိုးသူတို့ဒီအပြင်မှာတော့အလုပ်လုပ်နေရတယ်ပေါ့နော်ဒါပေမဲ့သူတို့အနေနဲ့ဘယ်လိုမျိုးတက်တာအောင်လေးဖြေလျှော့ကြမလဲပေါ့အပူချိန်ကိုလေဟုတ်အဲ့ဒါလေးအတွက်လည်းဆရာကြီးအနေနဲ့အကြံလေးပေးပေးပါအောင်ရှင့်ကိုကတော့စောင့်နေရအတွက်ဆိုအလုပ်တွေမရွေးနိုင်ဘူးပေါ့ဟုတ်ကဲ့ရှင့်မရွေးနိုင်ဘူးဆိုတော့နှစ်ဦးတစ်ဖက်ညှိရမယ်ရှိလာတယ်ဆိုလိုတာအလုပ်ရှင်ရှိတဲ့အလုပ်ဆိုရင်တော့အလုပ်ရှင်တွေကကိုယ့်လူသမားရေရှည်စဉ္ညာမှန်မှန်နဲ့အားပြည့်ပြည့်နဲ့အလုပ်လုပ်နေအောင်စီစဉ်တစ်ခုလုပ်ဖို့လိုတယ်နောက်တစ်ခုကကိုယ်ပိုင်လုပ်ငန်းဖြစ်တယ်ဆိုရင်တော့အချိန်ပေါ့အချိန်လေးတွေရွေးချယ်ဖို့လိုတယ်ဆိုလိုတာနေအေးတဲ့မနေ့အစောပိုင်းညနေပိုင်းလုပ်နေ့လယ်ပိုင်းကနာစသဖြင့်ဒါကိုပုံစံနဲ့ကိုသွားဖို့လိုတယ်လုပ်ကိုမဲပြီးလုပ်နေပူမှန်းမသိလိုက်ဘူးနဲ့ဒီ heat stroke ကိုခေါ်တာပေါ့လေဒီဘူတန်ပြင်းထန်စွာခံစားလိုက်ရပြန်ပြုတ်ရင်နေခက်တယ်ဒါကြောင့်ဒီလိုဟာတွေကိုကိုယ့်ဘဝနဲ့ရှင်ပြီးတော့ကိုကာကွယ်ဖို့ပေါ့နော်ဟုတ်ကဲ့လိုအပ်တဲ့အသိပညာနဲ့ကာကွယ်ဖို့လိုပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ခုနကဆရာကြီးပြောသွားတဲ့အထက်မှာ heat stroke ဆိုတာလည်းပါလာတယ်ပေါ့နော်
ဆိုတော့ဒီလူတွေက heat stroke နဲ့ရိုးရိုးမောတာပေါ့နော်ပင်ပန်းတာပေါ့ဒီပင်ပန်းလို့မောတယ်ပေါ့နော်အဲ့နှစ်ခုကိုတော်ရုံတိတ်ပြီးမကွဲပြားကြဘူးပေါ့နော်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီ heat stroke ဖြစ်တယ်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တယ်ရုပ်တရက်ကြီးခွေးကနေလဲသွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဘယ်လိုမျိုးကွဲပြားအောင်သိနိုင်မလဲပေါ့နော်ဟုတ်ကဲ့ရှင်ဆိုယူကတော့အားကစားလုပ်တဲ့လူဆိုလဲဒါပင်ပန်းတဲ့ခါမှာမောတာပေါ့နော်ဒါပေမဲ့ချွေးထွက်များလို့မောတာကျတော့လူရဲ့ခန္ဓာကိုယ်ထဲမှာရှိတယ်ဓာတ်စားရဲ့အကျိုးစားမမျှတာအနေဖြစ်လာတယ်ဟုတ်ကဲ့အဲ့ခါကျတော့ဒီပထမရေဓာတ်လျှော့တယ်ရေဓာတ်လျော့တာရေဖြစ်လို့ရတယ်ဟုတ်ကဲ့ဒါပေမဲ့ဓာတ်စားပမာဏပြောင်းလဲသွားရင်ရေကြီးပဲဖြစ်လို့မရတော့ဘူးလို့ဆရာကဒီဓာတ်စားရေဆိုပြီးတော့ဒါလောက်ထားရလေရှိတော့ဒါပေမဲ့လူတွေကသိမကြိုက်ကြဘူးဟုတ်ကဲ့ဓာတ်စားခန္ဓာကိုယ်ရဲ့သွေးထဲမှာရှိနေပမာဏကိုမျှအောင်လုပ်နေတယ်တော့များသောအားဖြင့်မတောက်ကြဘူးဟုတ်ကဲ့အဲ့တော့ဒီဓာတ်စားလောက်နဲ့သိပြီးဖြည့်လို့ရနိုင်တယ်အများကြီးရှိတယ်ဒီဟာတွေကိုကြော်သွားတဲ့အခါကျရင်ပုဂ္ဂိုလ်ကမသိလိုက်ပဲနဲ့ခန္ဓာကိုယ်ကအရေးပြားကညီမျှကြီးလုံနိုင်တဲ့တတိပြတ်သွားဟုတ်ကဲ့ရှင်တကယ်တော့ဆရာတို့ခန္ဓာကိုယ်အရေးပြားနော်ချွေးလေးတွေထွက်လာတယ်ချွေးထွက်လာတဲ့အထိသူကအပြောင်းလေးတွေရှိတယ်ဘာကြောင့်ချွေးထွက်ရလဲဆိုတဲ့အခါကျတော့ခန္ဓာကိုယ်ထဲမှာသွေးထဲမှာရှိနေပူချိန်တွေကိုဆွဲထုတ်လိုက်တာဟုတ်ကဲ့ချွေးနေနေဆွဲထုတ်လိုက်တာအချွေးနေဆွဲထုတ်မှာဓာတ်စားရည်လည်းပါဒီလိုသဘာဝအပြောင်းလဲတစ်ခုကရက်တန်သွားပြီဖြစ်စည်းသွားပြီဆိုရင်နော်ဒါဘေးရန်ကြီးကြီးမားလာတဲ့အနေအထားမှာရှိဒါကိုကာကွယ်ဖို့လူလူတွေနဲ့သိထားဖို့ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဒါအဲ့လိုမျိုးပေါ့နော်ဟိုမဖြစ်ခင်မှာကြိုပြီးကာကွယ်နိုင်တော့အကောင်းဆုံးပေါ့နော်ဆရာကြီးရှင်ဒါပေမဲ့တကယ်လို့ဖြစ်လာခဲ့သည်ရှိတော့ပေါ့အဲ့လို heat stroke ဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်လည်းဘာတွေလုပ်ပေးတင်လဲပေါ့ပြီးရဲ့အခါကျ heat stroke ကဘာဖြစ်လို့အသက်အန္တရာယ်ရှိတဲ့အထိကိုစိုးရင်တင်တာလဲပေါ့နော်ဟုတ်အဲ့ဒါလေးကိုလည်းပြပြပေးပါအောင်ရှင်ဒီခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းစဉ်ကိုရေပြားနေပြီးတော့ပူချိန်ကိုညီမျှခြင်းကိုထိန်းတာပြတ်သွားပြီဆိုရင်တော့မထိန်းနိုင်တော့ဟုတ်ကဲ့ရှင်မထိန်းနိုင်တော့ဆိုရင်တော့အပြင်ကဝင်လာတဲ့အပူချိန်ကိုဒီတိုင်းခန္ဓာကိုယ်ခံစားရတော့ဟုတ်ကဲ့ခံစားတဲ့အခါကျအရင်ဆုံးကလဲသွားတာလဲသွားရဆိုတော့တွေးလဲပတ်မှုမမျှတာသဘာဝအလူကတိုင်းနေဟာနေလဲသွားတဲ့သဘောဖြစ်တယ်ဟုတ်ကဲ့ရှင်ဒီမှာဘာဖြစ်လာမလဲဆိုအုံနှုတ်ထဲကိုတွေးပုံမှန်မဖြစ်တော့ဟုတ်မရောက်လာဘူးဆိုရင်ဒီဟိစုရတဲ့လူပဲလဲလိုက်ဖို့လိုတယ်ထိုင်နေလို့ရှိရင်အုံနှုတ်ထဲကိုတွေးရမရောက်ဘူးအဲလဲလိုက်ဖို့လိုတာနောက်တစ်ခုကညာတော့သုံးတာရက်ခတ်ကြတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒီရက်ခတ်ရုံနဲ့မရဘူးပံကာလေးနဲ့အေးလေးနဲ့အဲ့လိုထားပြရတယ်ရှိတော့ဒါပေမဲ့သဘာဝအဖြစ်အကွန်နီဘိုင်မရှိဘူးလေအကွန်နီဘိုင်မရှိဘူးဆိုတော့အရေးကောင်းကောင်းရတဲ့နေရာကိုသူ့ရွှေ့ရမယ်လဲထားပြရမယ်အဲ့လိုဆိုလို့ရှိရင်နည်းနည်းတက်တာတယ်ဟုတ်ကဲ့ဒီမှာလူအပ်တဲ့ရေဓာတ်ကိုဖြည့်ဖို့ကရေကြီးပဲဖြည့်ခဲ့ရင်သူကဓာတ်စားအချိုးအစားမမျှရင်လည်းနေမကောင်းဖြစ်တတ်တယ်ဟုတ်ကဲ့ဆိုဖြစ်နေရင်တော့ဓာတ်စားရေဖြစ်နေရင်တော့ဟိုချိုးအတိကျရတဲ့ရေလိုတယ်အဲ့တော့သွေးရချွေးတဲ့များတာသွေးရပြစ်သွားဟုတ်ကဲ့ဒီပြစ်သွားတဲ့သွေးကခန္ဓာကိုယ်တဲ့တကဘေးရနေတယ်ဖြစ်လာသွေးပုံမှန်ပမာဏလက်ပတ်သွားတာနိုင်ဖြစ်ပြီးရတယ်အဲ့တော့အလွယ်ကူဆုံးအနည်းကတော့လဲမယ်ပြီးရင်ရေဓာတ်ဖြစ်မယ်ပြီးရင်အေးလောင်လုပ်မယ်အေးလောင်လုပ်တဲ့နေရာမှာတက်နိုင်တယ်များတဘာဝနဲ့ကိုက်နေတဲ့တက်တံတတာအပူရံရော့ပြီးတော့နေတဲ့နေရာပြီးဖို့ဥပမာဆိုတူးချင်းနေမကောက်မနစ်ကဆိုလေမြန်မာနိုင်ငံမှာဒီပကုတ်ကူလိုပါလို့ပဲပေါ့နော်အခွေးဘက်ကအပူဒဏ်မခံနိုင်တဲ့ဟာရှိတော့အခုထွင်လာတာပေါ့နော်ပြည်သူတွေကထွင်လာတာတော့ရှက်တာတွေပေါ့ဟုတ်ကဲ့ပူဒဏ်အများဆုံးခံရတာဒီဘိုးကြီးဖွားကြီးတွေရယ်နောက်ပြီးတော့ငကိုအခန်းရှိနေမှာရင်ကျက်တယ်တို့ဘာလို့ယောဂအခန်းရှိနေတယ်နောက်ပြီးတော့ကလင်းကြီးလေးဆိုတော့သူတို့ကိုဒီအေးလေးနေလို့ရတဲ့နေရာမှာရွှေ့ပြောင်းပြီးတော့ထားလိုက်တယ်စားတော့တောက်တော့လည်းအိမ်မှာပဲနေဘူးလည်းမထွက်ကနေနေလို့ရအောင်စီစဉ်နေခုနောက်ပိုင်းမှာလို့စီစဉ်လာနေသိကောင်းတယ်သို့ဆိုမြို့ပြမှာမရှိဘူးဟုတ်တယ်ရှင်ဟုတ်နေမှာပဲရှိဟုတ်ကဲ့ရှင်ရန်ကုန်မှာပါရှိလဲဆိုပြီးဘာသာမကြားဘူးဟုတ်တယ်ရှင်ဟုတ်အရင်နှစ်တည်းကလေးကပေါ့နော်နေမှာဆိုလို့ရှင်တော့ဒီမီးပွိုင်းဆောင်တဲ့နေရာမှာအပေါ်မှာအကာလေးကာပေးထားပဲဖြစ်ပေါ့နော်ဟုတ်အဲ့လိုမျိုးလေးတော့မြင်ရတယ်ရှင်ဟုတ်ကဲ့
အဲ့တော့ကျတော့ပေါ့နော်ဆရာကြီးဒီheat stroke ဖြစ်လို့ရှိရင်ဆရာကြီးလုပ်ပြောပြသွားရပေါ့နော်ဘယ်လိုမျိုးလုပ်ပေးရမလဲဘယ်လိုမျိုးသူတို့တက်တောင့်တက်တာဖြစ်အောင်လုပ်ပေးရမလဲပြောပြသွားရပေါ့နော်ဒါပေမဲ့တခုရှိတာကကျတော့ပေါ့နော်သူတို့အနေနဲ့ဒီလူတယောက်က heat stroke ဖြစ်နေမှဘယ်လိုမျိုးတိနိုင်လဲပေါ့နော်နေရှာသေးတဲ့အချက်လက်ကလေးပေါ့ဟုတ်အဲ့ဒါလေးလည်းပြပြပေးပါအောင်ရှင့် အရေးပြား6တွေ့သွားပြီ ဟုတ် နော်ချွေးမထွက်တော့ဘူး ဟုတ်ကဲ့ ဒီ6တွေ့မကောက်ဘူးဒါမျက်နှာရည်ဒီကုန်းနီမြန်းလာတာဒီ ဟုတ်ကဲ့ရှင် ဒီတဲ့ခါကျတော့သူစကားလည်းမပြောနိုင်တော့ဘူး ဟုတ်ကဲ့ ဒါပေမဲ့ပိုဆိုးသွားတာအုံနောက်ကိုစောစောပြောသလိုပေါ့နော်တွေးသွားလာတာတွေးပြစ်ပြီးတော့မရောက်လာတဲ့ခါကျတော့သူကခရောင်6ချရေးဖြစ်လာတယ်သတိလစ်တာအထိပေါ့လေ ဟုတ်ကဲ့ ဖြစ်လာအဲ့အချိန်မှာသူကခရောင်ကန်တန်းကြီးရှောက်ပြောတာပေါ့မှာဟိုစောင့်ရှောက်ရတဲ့လူတွေအနေနဲ့သတိထားမိဖို့လိုတယ် ဟုတ်ကဲ့ရှင်ဟုတ် အဲ့တော့ဒါလေးကိုဒီလိုဖြစ်တတ်တဲ့သဘာဝရှိတယ်ဆိုတာသိပြီးတော့သူတို့အရေးကြီးဆုံးခန္ဓာကိုယ်ကအပူကဘယ်လုံးမှထိန်းလို့မရဘူးအများကြီးတက်လာပြီဒီခါကျတော့ခရောင်ကန်တန်းကြီးဖြစ်လာတယ်သတိလစ်နေပြီလဲကျသွားပြီပြီးတဲ့ခါကျတော့ဒီခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုစီးတွေလည်းခံသွားရတယ်ဒါမျိုးဖြစ်လာတဲ့အခါကျတော့ဟိုဘိနာအဆုံးရှိတဲ့လူတွေဒါလေးကိုသိထားပြီးရင် ဟုတ်ကဲ့ရှင် တက်ကဲနေတာပေါ့ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ခုနကဆရာကြီးပြပြပေးသွားတဲ့အချိန်မှာလည်းပါသွားရပေါ့နော်ဒီကလေးတငယ်တွေနဲ့လူကြီးတွေယောဂအခန်းရှိတဲ့သူတွေကိုလည်းဘယ်လိုမျိုးနေထိုင်စားတော့အောင်လဲဆိုတာလေးပြပြပေးသွားရပေါ့နော်နောက်ထပ်တစ်ခုရှိတာကကြတော့သမီးတို့လူငယ်တွေပေါ့လူငယ်တွေနဲ့ဒီတက်လက်ပိုင်းတွေပေါ့နော်ဒီဝမ်းစာအတွက်အပြင်ထွက်နေရတယ်ကျောင်းသွားဖို့ရုံသွားဖို့အတွက်အပြင်ထွက်နေရတယ်ပေါ့ဒီလူတွေကြောင့်လည်းမဖြစ်မနေအပြင်ကိုမဖြစ်မနေထွက်ကြရတဲ့အတွက်ကြောင့်မလို့သူတို့ဆိုရင်ရောဘယ်လိုမျိုးကာကွယ်ရမလဲပေါ့ကြိုပြီးတော့ပေါ့နော်ဟုတ်အဲ့ဒါလေးကိုလည်းပြပြပေးပါအောင်ရှင် အဲ့ဒါကိုတော့ပြောတာ20ကျော်လောက်တော့ရှိပြီဘယ်သူမှလည်းမလိုက်နာဘူးပေါ့နော်အဲ့ဆိုဒီလိုပူတဲ့အချိန်မှာအနဲ့ရောင်မိုးပါနေအနဲ့ဟိုလို့ရှိရင်တော့အပူတွေသာစုပ်တယ် ဟုတ်ကဲ့ရှင် အဲကြောင့်ပြန်နိုင်နေပေါ့နော်အဖြူရောင်ဟာမျိုးဒီ bright color light color ပေါ့နော် ဟုတ်ကဲ့ရှင် အဲ့ဒါတွေကိုတော့ဒီရာသီမှာရွေးပြီးဝတ်ပါ ဟုတ်ကဲ့ရှင် အဲ့လိုရွေးပြီးဝတ်ရင်ကိုအပူစုပ်တဲ့နေရာမှာရော့သွားလိမ့်မယ် ဟုတ် ဒီချ ကဲ့ က်က ဟုတ် နောက်တစ်ခုကတော့ကိုအရေးထဲမှာတက်တာအောင်မနေနိုင်ဘူးဆိုရင်အလုပ်လုပ်တဲ့အချိန်ကိုနေသိပ်ပြင်းတဲ့အချိန်မှာမလုပ်ဘူး ဟုတ်ကဲ့ ဒါပေမဲ့ပြဿနာကဘာရှိလဲဆိုတော့ဟိုအရေးတောက်တာတော့ရှိ ဟုတ်ကဲ့ရှင် အဲ့တော့ဒီအပူနဲ့အရက်နဲ့ဟာမစပါဒီနေသိပ်ပူတဲ့အချိန်မှာဘီယာလေးတစ်ခွက်လဲတောက်လိုက်ရင်တော့ရတာရှိပြီးတော့အခုတက်တာအေးသွားတယ်လို့ထင်တယ်ဒီကိုတွေးလဲဝင်တော့ဒီတဖြည်းပူလာ ဟုတ်ကဲ့ရှင် ပူလာရထပ်စားတော့နောက်တစ်ခွက်လောက်ထပ်တက်လိုက်ရင်ကျမရဲ့ထိခိုက်တော့အလုတ်ကလည်းလုံနေသေးတယ်ပူကလည်းခံရသေးတယ်ဆိုရင်ဒီချိန်မှာအနေဖြစ်တတ်တော့နေရာဒီမှာဒီသူ့ပြင်ရက်ပဲဖြစ်ဘီယာပဲဖြစ်ဝိုင်ပဲဖြစ်ကိုဒါဟုတ်ပါပါဆိုပြီးတော့တောက်ကြဘူးလူတွေ ဟုတ်ကဲ့ရှင် အလုပ်လုပ်တဲ့နေရာမှာလည်းအရေးရှိတဲ့နေရာမှာလုပ်မယ်တက်တာရွေးချယ်အချိန်ရွေးချယ်ပြီးတော့လုပ်မယ်ပြီးတော့ကိုယ်ခန္ဓာကိုယ်မှာပြောင်းလဲနေရှိလို့ချွေးလွန်လာတာတို့ရေသိမ့်ငတ်လာတို့ဆိုပြီးပြီးတော့ဆက်မလုပ်နဲ့ပေါ့နော်အဲ့ဒါလေးကိုကိုယ် view site ကပို့ရေးကြည့်တယ် view site လုံးမှမရရင်တော့ဘေးရတငယ်ချင်းတွေပေါင်းတင်နေရဆောက်ရှောက်ဖို့လိုလာတယ် ဟုတ်ကဲ့ရှင် အဲ့တော့ဒါကြောင့်ဒါအကောင်းကြီးတွေပဲလေ ဟုတ်ကဲ့ဟုတ် ဆိုတော့ဒီလိုလူကောင်းတွေတိုင်းပြည်အတွက်တန်ဖိုးရှိတဲ့အလုပ်တွေလုပ်နေတဲ့ပုံကိုယ်တွေကြတော့မကြမ်းမှလူတစ်ခုဖြစ်သွားမှတိတ်နှမျောစရာကောင်းစိုးရိမ်စရာပေါ့ ဟုတ်ကဲ့ရှင် ဒါပေမဲ့ဘုရားတော့များများဆဆတော့မဖြစ်သေးပါ ဟုတ် ဘူး ကဲ့ အများသဖြင့်ဆရာတို့ကဒီပူတယ်အဲ့လာဆိုအင်းကြီးချုပ်ပြီးတော့ပန်ကာနဲ့ တညာလုံးပန်ကာဖွင့်ပြီးအိတ်လဲအိတ်တယ်မနေ့ကကြွသွားအဲ့လိုလည်းဖြစ်တယ်ဒီဖြတ်သွားတာမျိုးလည်းရှိတယ်အဲဒါကြောင့်တိတ်အိတ်လာပဲမယ်အဲ့လိုပန်ကာဆိုးတယ်ချွေးနေတော့တွန့်ထုတ်လိုက်တဲ့အခါကျတော့ကိုဒီပါနေတဲ့ချွေးထဲမှာရှိနေတဲ့ဓာတ်စားတွေပါသွားတယ်ဆိုတော့သိချဘူး ဟုတ်ကဲ့ လောက်ဒီဆိုတဲ့ခါကျရင်ချွေးရတယ်ကင်ကြည့်လိုက်လို့ရှိရင်စားရတယ်ပေါက်နေ စီကက်ကကြီးနေ ဆိုအဲ့လိုမျိုးဆိုရင်ပို့ပြီးတော့သိတာလားပေါ့ ဟုတ် နော် ကဲ့ရှင် အဲ့ကိုညံနဲ့ပဲပေါ့နော်ကာကွယ်ပါ ဟုတ်ကဲ့ရှင် အဲ့လိုလဲလုပ်ပါဒါမဲ့လို့တက်တောင့်တက်တာလေးလုပ်ပါ ဟုတ်ကဲ့ရှင် အခန်းထဲမှာပဲလုပ်နေပိုကောင်းတယ် ဟုတ်ကဲ့ အရေးထဲမှာလုပ်နေရင်ပိုကောင်းတယ်ဒီဘူးထဲမှာလုပ်နေရင်တိတ်ပူရဲ့အထိမနေနဲ့ဒါမဲ့လို့ဟိုလုပ်ချင်သမားရှိတယ်ဆောက်လို့ရလုပ်သမားရှိတယ်ဆောက်လို့ရလုပ်သမားကျတော့နားစရာကောင်းတယ် ဟုတ်ကဲ့ ဆောက်လို့တဲ့နေရာတွေမှာဝင်ဖြစ်တော့ကြောက်စရာစောစောပြောသလိုပေါ့အလုပ်ရှင်နေနေလဲကိုယ့်ရဲ့အလုပ်သမားတွေကိုဒါကိုအပူနဲ့ပတ်သက်ရင်ဘူးရှက်တတ်တယ် heat stroke ဖြစ်တတ်တယ်ဆိုတော့သိပြီးတော့သူတို့ကာကွယ်ရင်သူတို့နေဘူးတဲ့အချိန်မှာနားခိုင်းမှုကြာကြာနားခိုင်းမှုလို့လေ ဟုတ်ကဲ့ရှင် ဒီခါကျများများရေရက်ဖြည့်စီတဲ့ဟာတွေလုပ်ဖို့လိုတယ် ဟုတ်ကဲ့ ဘယ်လူတွေကမှားနေတာတခုတော့ရှိရေရက်ကိုဖြည့်တဲ့နေရာမှာဓာတ်စားရည်နဲ့ဖြည့်မှရတယ်နော်ဒီအချိုးရည်တွေက
တက်စားမပါဘူးချိုးပဲချိုးတာပေါ့နော်အဲ့တော့အားဖြည့်အချိုးကြီးဆိုတာတွေကအလုံးမဖြစ်ဘူး ဟုတ်ကဲ့ အဲ့ဒါကိုသတိထားဖို့ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်အဲ့ဒါကကြောင့်ဒီနေကင်မိုင်းနေပေါ့နော်ဟိုသမီးတို့နယ်ဘက်မှာဆိုရင်တခုရှိရပေါ့ဘယ်လိုလဲဆိုဟိုလူကြီးတွေကအရန်ပူလာပြီဆိုရင်ညဘက်ဟိုတပတ်တွေဖြစ်ဖြစ်ပစိုးတွေဖြစ်ဖြစ်အဲ့ဒါတွေကိုလေရေးလှမ်းပြီးတော့ဟိုခြေနှောင်းပေါ်မှာအုပ်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေအိတ်ကြရပေါ့သူတို့အတွက်အပူတက်တာအောင်ဆိုပြီးတော့ပေါ့နော်ပန်ကားပါညာမသုံးချင်တဲ့လူတွေပေါ့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ရောသူတို့အတွက်ကြာရှည်ပေါ့သူတို့ကျမ်းမာရေးထိခိုက်လာနိုင်လားပေါ့အဆင်ပြေနိုင်လားပေါ့နော်ဟုတ်အဲ့ဒါလေးလည်းပြောပြပါအောင်ရှင် အဲ့ဒါတော့မဆိုး ဟုတ်ကဲ့ရှင် သူထရန်နဲ့အိမ်မှာသူဒီစောင်းကိုရေးဆွပြီးခါတာတို့ ဟုတ်ကဲ့ရှင် အားလို့ရှိတယ်ဒါပေမဲ့လူကြီးရောလူငယ်ရောမှတခုရှောင်မှုလို့လားဆယ်လူရေချိုးချိန် ဟုတ်ကဲ့ရှင် မြို့ပေါ်မှာရေချိုးတာပြဿနာမရှိဘူးနိ ဟုတ်ကဲ့ ရွာတွေမှာကြောက်ရေချိုးဖို့ကဟိုရေစိတ်သွားမယ်ရေကန်ကိုသွားမယ် ဟုတ်ကဲ့ ကိုယ်ထဲမှာဆင်းရတယ်ကြည့်လိုက်လို့ရှိရင်များသောအားဖြင့်လူတွေက10နာရီနဲ့17နာရီကြားထဲမှာရေစင်းချိုးလို့ရှိတယ် ဟုတ်ကဲ့ အဲ့ဒါနဲ့လှုပ်တယ်အဲ့လိုအချိန်ကကြောက်စရာကောင်း ဟုတ်ကဲ့ တော့ရေချိုးတာကြောက်စရာရေချိုးပြီးတော့ချွေးတွေတန့်သွားပြီးတော့ကိုယ်အေးပြားကနော်အဲ့ချိန်မှာတန်ခံနေတဲ့တတိမရှိတော့ ဟုတ်ကဲ့ အဲ့ချိန်မှာလေပြားအေးပြားကိုနေအောင်တည်းကျလာတယ်ဆိုရင်ဒါတဲ့အနေဖြစ်နေ ဟုတ်ကဲ့ သူစပြင်ပူဆက်တဲ့ပူပိုင်းဒေသတွေမှာနေ့လယ်ပိုင်းထွက်ပြီးရေချိုးတာတို့အကြာကြီးကိုရှိတော့ဒါလည်းပြည့်နေရှိတာပေါ့နော် ဟုတ်ကဲ့ပါဆရာကြီးရှင်ဟုတ်ပြီးတော့ပေါ့နော်အခုနောက်တစ်ခုအနေနဲ့ပေါ့ဒီတစ်နှစ်ထက်တစ်နှစ်ပေါ့နော်ဟိုတိတာလာရပေါ့နော်ဒီ scientific နည်းအရာမဟုတ်ရင်တော့မှပဲကိုယ်တိုင်ခံစားလာရပေါ့အပူချိန်ရတဖြည်းဖြည်းနဲ့တိုးလာရပေါ့နော်ဆရာကြီးရှင်ဟုတ်အဲ့လိုမျိုးဒီရှောင်လွဲလို့လည်းမရဘူးပေါ့နော်ဒါကတော့သဘာဝဖြစ်စဉ်အတိုင်းဒီရာသီဥတုရဖြစ်နေရပဲဆိုတော့အဲ့ဒါမျိုးတွေမှာသမီးတို့အနေနဲ့ဘယ်လိုမျိုးဟိုလိုက်လျောညီတွေဖြစ်အောင်ပေါ့နေထိုင်စားတောက်ရမလဲပေါ့နော်ကိုယ့်ရဲ့ဒီဆရာကြီးခုနကတော့ပြောပြပေးသွားတယ်ဒါပေမဲ့ဟိုထပ်ပြီးတော့ဗာလေးများထပ်ဆောင်လေးပြောချင်သေးလဲပေါ့ရှင်ဟုတ်ကဲ့ရှင်ဟုတ် နေတာထိုင်တာကတော့ပူရမခံနိုင်အောင်နေလို့ရတယ် ဟုတ်ကဲ့ရှင် နော်ဒီအလုပ်လုပ်တဲ့ခါမှာလည်းကိုယ့်ကိုဘေးရန်နေမရှိအောင်ကိုယ့်ကိုကာကွယ်ရမယ် ဟုတ်ကဲ့ရှင် ကိုယ့်ရဲ့အလုပ်ရှင်တွေရောအလုပ်အတွက်တာဝန်ရှိတဲ့လူတွေကလည်းကိုယ့်ရဲ့လုပ်သားတွေကိုကာကွယ်ပေးဖို့လို ဟုတ် တယ် ကဲ့ရှင် ဒါအလုပ်နဲ့ပတ်သက်လို့နေတာထိုင်တာဆိုရင်လည်းအခုတော့ shelter ပေါ့ ဟုတ် နော် ကဲ့ရှင် ဒီပူရန်ကာကွယ်နိုင်တဲ့နေရာအကာလေးတွေမှာဒီဘေးတန်ခံနိုင်တာမဟုတ်တဲ့လူအိုတွေကလေးတွေသူတို့တော့စောစောစီးစီးကာကွယ်ပေးထားဖို့လည်းဒါနေတဲ့နေရာပေါ့နော် ဟုတ်ကဲ့ရှင် စားရတဲ့ပတ်သက်ရင်တော့တောက်တာတော့ပြောပြီးပေါ့ ဟုတ် နော် ကဲ့ရှင်ဟုတ် စားတာလည်းဆိုပူတာဆက်တာတွေအရင်ကြိုက်တဲ့အခါကျတော့ ဟုတ်ကဲ့ တချို့ကတော့ယူဆတာပေါ့အပူခံလိုက်မယ် ဟုတ်ကဲ့ဟုတ် အထက်တည်းကလည်းပူလိုက်မယ်ပြန်လည်းပူမယ်ဆို ဟုတ်ကဲ့ရှင် တကယ်ကျတော့သိမကောင်း ဟုတ် ဆို ကဲ့ တော့ဒီအချိန်မှာဒီအင်းဒီရဲ့တတိယလာပို့ပြီးစားတယ်အင်းဒီရဲ့ကိုတတိယလာရေဓာတ်ပုံအများကြီးပြီးတယ်နောက်ပြီးအမြင့်ဓာတ်တွေလည်းပါတယ်ခါကျတော့ခန္ဓာကိုယ်နဲ့ဦးထဲမှာပေါ့ပြန်တာတဲ့စနစ်ကလေးဖြစ်စီတယ် ဟုတ်ကဲ့ အဲ့တော့တခုပဲနေမကောင်းဖြစ်လို့ယောဂပိုးဝင်ပိုးကြောက်စရာကောင်း ဟုတ်ကဲ့ရှင် သဘာဝအပြင်ဆရာပြောနေခဏဒီချိန်ထိသဘာဝအကြောင်းပဲ ဟုတ်ကဲ့ရှင် ဒါပေမဲ့ဦးတဲ့ချိန်နဲ့တုပ်ကွေးလေးဖြစ်တတ်တာပဲအများဆုံးဖြစ်တာကအစာပုတ်တိုးတဲ့အစာကြီးအစာကနေပြီးတော့စာမတည့်ပဲနဲ့ယောဂဖြစ်တယ်အချစ်ပုံများတယ် ဟုတ်ကဲ့ သူတဲ့အတုပ်တွေပါစားရခါဆို ဟုတ်ကဲ့ ယောဂပိုးပြီးနည်းနည်းလေးနေမကောင်းအများကြီးဖြစ်သွား ဟုတ်ကဲ့ရှင် ကွာနားရင်တော့ကိစ္စမရှိဘူးအနားနိုင်ဘူးအလွတ်လွတ်နေတယ်လို့ကျန်တော့ဒါလေးသတိထားဘူးနော် ဟုတ်ကဲ့ရှင် လိုအပ်ပါတယ်ဘုရားကတော့ပြောပြီးပြီပါ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဆရာရှင်အခုလိုမျိုးလေးတေချာလေးပေါ့နော်ပြပြပေးသွားတယ်ရှင်းပြပေးသွားတဲ့အတွက်လည်းဆရာကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ဒီဆရာကြီးပေါ့နော်ဒီsocial media ကနေဆင်ပေါ့နော်ဒီ podcast လေးကိုနားထောင်နေတဲ့လူငယ်တွေလူကြီးတွေအကုန်လုံးပေါ့နော်အနေနဲ့ရက်ကသူတွေအတွက်အဓိကထားပြီးတော့မှာကြားခြင်းတဲ့စကားလေးပေါ့နော်ရှင်းလည်းပြပြပေးပါအောင်ရှင့်ဟုတ်ကဲ့ ကိုဆောင်းလျှောက်ပါကိုဒီပညာရှိတွေဖြစ်ကြတာစီလေးပဲစစ်တောင်းနေပါ ဟုတ်ကဲ့ပါဆရာကြီးရှင်ဟုတ်ခုလိုမျိုးပေါ့နော်ပြည့်စုံစုံနဲ့နားလည်လွယ်အောင်လေးတေချာလေးရှင်းပြပေးသွားတဲ့ဒီဆရာကြီးဒေါက်တာခင်မောင်လွင်ကိုတမျိုးအဖွဲ့အားနေပြီးကျေးဇူးပဲအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ် ပြည့်တဲ့ကိုလည်းကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင် ဟုတ် ဟုတ် ကဲ့လည်းညပေးလိုက်ပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဆရာကြီးပြောသွားရပေါ့နော်ဒီနေထိုင်စားတောက်တဲ့ပုံစံနေဘယ်လိုမျိုးကိုကာကွယ်ရမလဲဆိုတဲ့ဟာတွေကတော့အဓိကဒီလက်တွေ့ဘဝမှာအရေးကြီးတဲ့အချက်လက်တွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ podcast လေးကိုနားထောင်တဲ့သူတွေအကုန်လုံးလည်းအခုဒီဖြစ်လာမဲ့ပေါ့နော်ရာသီဥတုပူပြင်းတဲ့အချိန်မှာဘယ်လိုမျိုးကြံ့ကြံ့ခံနေသွားမလဲဆောင်းရန်ရှောင်း
ဆောင်ရန်နေကျမရိုးဘယ်လိုမျိုး view ဆိုင်ရမလဲဆိုတဲ့အသိပညာပေးလေးတွေကိုရရှိသွားလိမ့်မယ်လို့ပဲထင်မိရပေါ့နော်အကုန်လုံးလည်းတေချာလေးလည်းနားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ထပ် podcast တွေမှာလည်းအများကြီးပြန်လည်တွေ့ရှင်ပါသေးတယ်ဒီနေ့ podcast လေးကိုတော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတော့မယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်